นี่တော့အကြောင်းအရာလေးတစ်ခုပေါ့အကြောင်းအရာဆိုတာတွေ့နေမြင်နေရတယ်လမ်းသွားလမ်းလာကိစ္စနဲ့ပတ်သက်ပြီးတော့ပြောချင်တာလမ်းသွားလမ်းလာဆိုတော့မျိုးပြမှာပဲဆိုတော့ကြေးလက်အနေနဲ့မပြောမျိုးပြမှာနေတဲ့ဟာမှာလမ်းသွားလမ်းလာကိစ္စဖြစ်တဲ့ကြားလမ်းမပေါ်ကအကြောင်းတွေကိုကျွန်တော်တို့ပြောကြတယ်လမ်းမပေါ်ကအကြောင်းလို့ပြောမယ်ဆိုရင်လမ်းမပေါ်ရဲ့ရင်တန်းကြီးပဲဆိုတော့ကားတန်းကြီးပေါ့ကားတန်းကြီးဆိုတာကကားလမ်းမကြီးတွေရှိတယ်လမ်းတွေလေးတွေရှိတယ်ဒါပေမဲ့လမ်းမကြီးအကြောင်းကိုပြောမယ်အဲ့တော့အဲ့ဒီလမ်းမကြီးပေါ်မှာမြို့ပြရဲ့အနေအထားကတစ်ဖက်မှာရင်သွားလမ်း3လမ်းဒါမှမဟုတ်2လမ်းရှိတစ်ဖက်2လမ်း3လမ်းသွားတဲ့လမ်းမကြီးပေါ်မှာဘယ်ညာစသဖြင့်ရှိရဲ့ရင်တန်းကြီးမှာကားတွေကတအီနဲ့အကွာဝေးတစ်ခုမှာသွားနေကြတာဆိုကြပါတော့အဲ့ဒီလမ်းကြီးဟာအစကနေအဆုံးအထိသို့မဟုတ်လမ်းအကွာဝေးတစ်ခုကိုကျွန်တော်တို့9မိုင်10မိုင်အကွာဝေးလောက်နဲ့ကျွန်တော်တို့ဆိုကြအဲ့တော့အဲ့ဒီ10မိုင်အကွာဝေးတစ်ခုမှာကားတစ်စီးကအဲ့ဒီ10မိုင်ဆိုတဲ့နေရာအစထွက်လာပြီးတော့အကွာဝေးတစ်ခုကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်ကြားထဲမှာလမ်းပြတ်တွေရှိမယ်အဲ့ဒီလမ်းပြတ်တွေကိုသူဒီကြော်ဖြတ်လာအဲ့တော့အဲ့ဒီလမ်းပြတ်တွေကိုကြော်ဖြတ်တဲ့အခါမှာဆိုရင်မီးပွိုင်းတွေရှိမှာပေါ့မီးပွိုင်းရှိခြင်းရှိမယ်မီးပွိုင်းကကောင်းနေတာလည်းဖြစ်နိုင်တယ်လို့မီးပွိုင်းပြတ်နေတာလည်းဖြစ်နိုင်မီးပွိုင်းကကောင်းနေပြီမဲ့ကစားဖြစ်ကလေးဆန်းဝင်တိုးနေတဲ့ရင်တွေလည်းရှိမယ်အဲ့ဒီလိုနဲ့အဲ့ဒီသူတို့သွားနေတဲ့အချိန်ဟာရုံးစင်းရုံးတက်ချိန်ဖြစ်ကောင်းဖြစ်နေမယ်အဲ့တော့အဲ့ဒီရင်တန်းကြီးကပိတ်ပြီးတော့ကားတိုင်းကြီးဖြည်းချင်းပဲသွားလို့ရအဲ့တော့ကားတစ်စီးဟာဘယ်လောက်အထိဒီလိုဘယ်လောက်အထိမောင်းလို့ရလဲဆိုတော့တော်အများကြီးမောင်းလို့ရတာပေါ့နော်ကီလိုရာနဲ့ရှိပြီးတော့မောင်းလို့ရထားပါတော့ကီလို200လောက်ထိမောင်းတယ်ဒါပေမဲ့ဘယ်သူမှပုံမှန်လူတွေက200အထိတော့မမောင်းကြပါဘူးပြိုင်တဲ့လူတွေရှိရင်ရှိမယ်အဲ့ဒါကတကယ်လားသို့တော့ average အဖြစ်များသောအဖြစ်ကီလို60နဲ့100ကြားမှာအကွာဝေးလွတ်လပ်မောင်းလို့ရရင်လူတိုင်းဒီပါတော်များများဒီမောင်းကြတယ်သို့တော့မျိုးပြရဲ့ရင်ကြောမှာကြတော့အဲ့လိုမောင်းလို့မရဘူးကီလို30လောက်ပဲမောင်းလို့ရတာရှိတယ်တချို့နေရာမှာ5ကီလိုလောက်ပဲတော့မောင်းလို့ရတဲ့နေရာတွေရင်ကြောကျတ်သွားရင်ရှိထားပါတော့အဲ့လိုအနေအထားမျိုးဖြစ်တဲ့အခါအဲ့ဒီရင်တန်းကြီးကကားတွေပိတ်လို့ဖြစ်နေတဲ့ရင်တန်းကိုမျက်စိထဲမှာမြင်ကြည့်လိုက်ပေါ့အဲ့တော့အဲ့ဒီကားတွေပိတ်နေမယ်မိပွိုင်းတွေဖြစ်နေတဲ့အချိန်မျိုးမှာအဲ့ဒီလမ်းအတိုင်းအဲ့ဒီအကွာဝေးအတိုင်းပဲရင်ကြောရဲ့အောက်ဆုံးကနေပြီးတော့စီးလာတဲ့စပိန်သမားတယောက်ကိုမြင်ကြည့်လိုက်ကျွန်တော်ကအမြဲတမ်းစပိန်နဲ့အလုပ်ကိုသွားပြန်လုပ်တယ်ပေါ့ဒါမှမဟုတ်နဲ့ကိစ္စရှိလို့သွားရင်ပဲဖြစ်စပိန်ကိုသုံးပြီးစပိန်က2ဘိန်းပဲပါတယ်ကားကတော့4ဘိန်း2ဘိန်းကကျွန်တော်ခန္ဓာကိုယ်အရွယ်ထားလောက်ပဲရှိတဲ့အတွက်ကြောင့်မို့လို့ရင်ကြောရဲ့အောက်ဆုံးကနေပြီးကျွန်တော်ဒီအေးဆေးသွားလို့ရတယ်ပြီးတော့ရင်မီးပွိုင်းကိုရောက်ရင်လည်းမီးပွိုင်းမိနေပေမဲ့ကားတိုင်းကြီးကဟိုဘက်မှာအစီး90မြောက်လောက်မှာမိနေတဲ့လူထက်ကျွန်တော်ကကြော်ပြီးတော့ဟိုထိတ်ဆုံးထိကျွန်တော်ရောက်အောင်သွားလို့ရစပိန်နဲ့အဲ့တော့အဲ့လိုရောက်အောင်သွားလို့ရနေတဲ့ကျွန်တော်ရင်တန်းဒီဘက်ကစပိန်နဲ့လူပေါ့ဒါကသွားတယ်အဲ့တော့အဲ့ဒီမှာပြဿနာဘာရှိလဲဆိုတော့အောက်ဆုံးရင်ကြောကသွားတဲ့ကားစပိန်တစ်စီးမှာဘာတွေကြုံရလဲဆိုတော့လမ်းကြိုလမ်းကြားတွေကနေထွက်လာတဲ့လမ်းမကြီးပေါ်ကိုထွက်လာတဲ့လမ်းကျင်းလေးတွေကထွက်လာတဲ့ကားတွေအဲ့ဒီကားတွေဟာအောက်ဆုံးကျောမှာလွတ်လပ်မပေးလို့တာကိုတွေ့ရပြီးတော့စပိန်မဲဆိုတာမျိုးနဲ့အာမနာဘူးကားကိုထိုးပိတ်ထားလိုက်တာရှိတယ်ဒါပေမဲ့အဲ့ဒီနေရာမှာအဲ့ဒီရင်ကျောကနေကားစီးလာရင်တော့သူတို့အဲ့လိုမျိုးမလုပ်ဘူးဘာလို့လဲဆိုတော့သူတို့ကားခေါင်းကိုဖြတ်တိုက်လို့ရှိရင်လမ်းမကြီးပေါ်နဲ့ရင်ကျောအတက်သွားတဲ့ကားကရင်လမ်းအမှန်ဖြစ်နေတော့လမ်းကြားတွေကထွက်တဲ့ကားဟာအမှားဖြစ်နေတော့အဲ့ဒီကားကဒုက္ခရောက်အဲ့တော့ဘာဖြစ်လဲဆိုတော့လုံးဝမထွက်ဘူးအဲ့ဒီထဲမှာပဲနေအဲ့ဒီထဲကပဲလုံးဝမထွက်ဘူးဒီတိုင်းပဲနေပေမဲ့စပိန်တစ်စီးလာရင်အချိန်နဲ့ပဲလာဘာနဲ့ပဲလာတိတ်မဝေးတော့ဘူးဆိုတာသိရတာနဲ့ကားကိုဇော့အတင်းထွက်တယ်ရှေ့မှာပိတ်ရက်လိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီစပိန်ကသူတို့ကိုမတိုက်ဘူးဆိုတာသိလို့မင်းကလူတွေများအင်မတန်ကြောက်ဖို့ကောင်းတယ်ကိုအန်ဒီရမပြုတ်တော့ဘူးလို့သိတာနဲ့အမျှသူများကိုပြန်ပြီးတော့ဖြစ်ရှင်တာဖြစ်လှုပ်လိုက်ဖို့အတွက်ဝင်မလေးဘူးဒါဟာလှုပ်သိမ့်မလှုပ်သိမ့်လို့လည်းစဉ်းစားဘူးဒါကရင်ကြောဥပဒေတွေနဲ့လည်းမလို့ဒါတယောက်နဲ့ရှိတဲ့စာနာမှုပဲစပိန်တစ်စီသူ့ရင်ကြောအတိုင်းပဲအောက်ကနေပြီးတော့အောက်ဆုံးရင်ကြောကစီးလာတယ်ဆိုရင်တော့သူဒီလမ်းကြားတွေကထွက်ဖို့စဉ်းစားပေးတယ်ဒါကတော့မစဉ်းစားတဲ့လူတွေကိုတကန်းတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းကားမောင်းပါတယ်ကားအသေးလေးလည်းမောင်းတယ်အကြီးတွေလည်းမောင်းတယ်ဒါကတကန်းတာဒါပေမဲ့စပိန်စီးပြီးသွားနေတဲ့ကျွန်တော်အနေနဲ့ပြောပြတယ်ကားစီးနေတဲ့လူတွေပေါ်မှာဘာမှမျက်စိအစိရှိနေကြတဲ့အကြောင်းမရှိဘူးသဘောတရားတစ်ခုကသို့တော့ဘာဖြစ်လာလဲဆိုတော့ရင်ကျော်ကြီးလမ်းကြောင်းတစ်ချောက်မှာရှိတဲ့ကားတွေကသူတို့ကားပိတ်နေပေမဲ့အောက်ကစပိန်တွေလွတ်လပ်အေးဆေးသွားနေတဲ့အပေါ်မှာရှုစိမ်မှုတိတ်မရှိဘူးဘာဖြစ်ကြတာလဲဆိုတော့ငါတို့ကပိတ်နေပြီးတော့အဲ့ဒီရင်ကျော်ကပိတ်မနေဘူးဆိုတာနဲ့အများအပေါ်ဆုံးရင်ကျော်ကကားပဲဖြစ်အလဲရင်ကျော်ကကားပဲဖြစ်အဲ့ဒီလမ်းဘေးအဆုံနာအထိထိုးချပြီးတော့အဲ့ဒီနေရာကရမလားလို့သွားတော့
လွတ်လွတ်လပ်လပ်သွားလို့ရနေတဲ့ဒီစပိန်ကျော်လေးဟာကားတွေနဲ့သူတို့နဲ့မဆိုင်တော့တဲ့လမ်းကြောင်းတော့ကားကဒီဘက်မှာ3စီးသွားလို့ရတဲ့လမ်းပြီးရင်လမ်းပြီးမှာ platform နားမှာလမ်းလွတ်နေတာရှိသေးတယ်အဲ့ဒီနေရာအထိဆင်းလာပြီးတော့ကားကိုကတ်ထားတော့ကျွန်တော်တို့စပိန်တွေပါသွားလို့မရတော့အဲ့ဒီမှာစပြဿနာတက်တာဘာလို့ဒီကားတွေဟာသူ့အတွက်ရင်ကျော်3ခုရှိထားရတဲ့နဲ့စပိန်တစ်စီးလွတ်လွတ်လပ်လပ်သွားလို့ရနေတဲ့အနေအထားတစ်ခုကိုရှမ်းမထားပေးပဲနဲ့ဘာဖြစ်လို့အဲ့ဒီနေရာအထိယူလာလဲဆိုတာစဉ်းစားလို့မရဘူး။ဒါတော့ကားနဲ့သွားတဲ့လူကလည်းကားနဲ့ဘာလို့သွားလဲကားပိုင်လို့သွားတာဖြစ်နိုင်တယ်လို့တက္ကစီနဲ့စီးသွားတာဖြစ်နိုင်တယ်ဒါမှမဟုတ်အများဆုံးဘတ်ကားနဲ့သွားတာဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ကားနဲ့လူကကားပေါ်မှာငြိမ်းချမ်းမှုရှိတယ်။ကားကိုပိုင်ကားစီးသွားတဲ့လူကအဲ့ဒီအဲကွန်ခန်းထဲမှာဆက်နိုးနေပြီးငြိမ်းချမ်းမှုရှိတယ်။ဒါပေမဲ့သူဒီလမ်းပိတ်နေတဲ့ပုံမှာကြာတယ်။အဲ့တော့ကားတစ်စီးကိုအိမ်တို့အသုံးချထားပြီးတော့အချိန်ကိုအသုံးချရင်အဲ့ဒီပုံမှာကိုယ့်ဟာကိုယ်အလုပ်လုပ်စရာတွေလုပ်လို့ရတယ်။ဒါပေမဲ့စပိန်သမားမှာအဲ့ဒီအချိန်သွားတဲ့အချိန်မှာအလုပ်လုပ်နေဖို့မရဘူး။စပိန်သမားမှာအဲ့ဒီအကွာအဝေးအတိုင်းပဲသွားနေရဖြစ်ဒီစပိန်ကိုပဲမိုးရွာလဲခံနေပူလဲခံပြီးသူကသွားရတာ။အဲ့တော့သူ့နေရာနဲ့သူကောင်းကျိုးဆိုးကျိုးကတော့ရှိတယ်။စပိန်သမားဟာဒီမျိုးပြထဲမှာသွားတဲ့အချိန်မှာကားတစ်စီးထက်လွယ်လွယ်ကူကူရောက်ဖို့ပိုလွယ်တယ်။ရင်ကျော်ပိတ်တဲ့ဒဏ်ကိုမခံရဘူးဆိုတာကိုယ့်အကူနားလေ။သို့တော့ဘာလို့ခံရလဲဆိုတော့နေပူတဲ့ဒဏ်ကိုခံရတယ်မိုးရွာရင်မိုးရွာတဲ့ဒဏ်ကိုခံရတယ်ဖုံမုံတဲမုံတွေကိုခံရတယ်စပိန်ဖြစ်တဲ့ကြောင့်နှစ်ဘိန်းနဲ့သွားတာဖြစ်တဲ့ကြောင့်မတော်တဆချော်ချက်ပြီးကြလို့ရှိရလဲလို့ရှိရင်အန်ရရှိရတချို့တော့ကားတွေနဲ့တိုက်မိရင်ကားချင်းတိုက်တဲ့ဥစ္စာပုတ်တိုက်သွားတာအန်ရကင်းတယ်ဆိုပေမဲ့စပိန်ကကားတိုက်ခံရရင်တေးမှာအဲ့လိုအန်ရတွေကိုသိပေမဲ့စပိန်စီးပြီးတော့လူတွေသွားကြတယ်ဒါပေမဲ့အဲ့ဒီစပိန်စီးနေတဲ့လူတွေပေါ်မှာရှော့မပေးဘူးအန်ရတွေရှိတယ်အဲ့ဒီမှာဒီအကွာအဝေး10မိုင်ဆိုတဲ့အကွာအဝေးကိုရုံးတက်ချိန်မှာအဲ့ဒီကားတစ်စီးနဲ့အဲ့ဒီစပိန်တစ်စီးနဲ့အဲ့ဒီအိမ်ကနေပြီးတော့ဒီလမ်းကိုပဲအတူတူထွက်ကြည့်လိုက်အဲ့ဒီစပိန်ဟာအတူတူပဲရောက်တယ်ကျွန်တော်ပုံမြန်မယ်လို့မပြောဘူးနင်းမယ်လို့မပြောဘူးဒါကရင်ကျော်ပိတ်နေတဲ့အချိန်ကိုပြောတာပါအဲ့ဒီကားတစ်စီးနဲ့အဲ့ဒီစပိန်နဲ့ကိုရင်ကျော်မပိတ်တဲ့ highway လမ်းမကြီးပေါ်မှာလွတ်ပေးလိုက်မယ်ဆိုအဲ့ဒီစပိန်ပယ်လိုက်လို့မလဲဒါပေမဲ့ဒီစပိန်စီးပြီးသွားနေတဲ့လူပေါ်မှာလိုက်ပြီးတော့အနှောင့်အယှက်ပေးနေကြအကြောင်းမရှိဘူးလို့ကျွန်တော်ကထင်တယ်။ကားနဲ့သွားတဲ့လူကကိုယ့်ရဲ့ရပိုင်ခွင့်နဲ့ကိုယ့်ဟာကိုယ်ဖြစ်နေစပိန်နဲ့သွားတဲ့လူရဲ့သူ့ရပိုင်ခွင့်ကိုလျှော်ပေးလိုက်ပါလား။လွတ်ပေးလိုက်ပါလား။သူဟာသူသွားပါစေလို့ထားလိုက်ပါလား။မဟုတ်ဘူး။ငါတို့မသွားရတယ်လို့မင်းလည်းမသွားရဘူးဆိုတော့အတွေ့တွေနဲ့တွေ့တယ်။အဲ့ဒီပြဿနာရှိတယ်။အဲ့ဒီစပိန်စီသမားဟာသူနီသူဟန်နဲ့သူဟာသူဖြတ်တန်းနေတာ။ဒီဟာကိုဘာဖြစ်လို့လိုက်နှောက်ရှစ်တာလဲ။အဲ့တော့ဒီအဖြစ်အပျက်ကိုကြည့်ပြီးကျွန်တော်တို့လူအကြောင်းအရာတွေမှာတွေးကြည့်ကြတာပေါ့ကျွန်တော်တို့ဘဝတွေမှာအနှိမ့်အမြင့်တွေအင်မတန်ကွာခြားကြတယ်ချမ်းသာတဲ့လူရှိရယ်ဆင်းရဲတဲ့လူရှိရယ်ပညာတတ်ရှိရယ်လမ်းကြောင်းတွေတယောက်နဲ့တယောက်နဲ့မတူကြဘူးတချို့ကကြတော့အကတ်တွေရှိတယ်တချို့မှကကြတော့ပညာတွေတတ်ကြတယ်မိဘမျိုးရိုးတောင့်တင်းတဲ့အတွက်ကြောင့်မလို့သူဖြောက်ရတဲ့လမ်းကြောင်းဟာဖြောက်ဖြောက်တန်တန်ရှိတယ်အဲ့ဒီအချိန်မှာတချို့ကမဖြောက်တန်မှုခဲရခဲဆက်6လှမ်းနေရတဲ့လူတွေရှိတယ်အဲ့ဒီလူတွေအပေါ်မှာလိုက်ပြီးတော့ကိုလျှောက်လန်းနေရတဲ့ဖြောင်ဖြောင်တန်တန်လျှောက်နေရတဲ့လူတွေအရင်ဦးဆုံးရှိရသွားနေတဲ့လူတွေကဘာလို့အဲ့ဒီလူတွေကိုလိုက်ပြီးတော့တားဆီးနေမှာသူ့ဟာသူဖြစ်လာမှာပဲဘာလို့လဲဆိုတော့ခမားတို့ကဘာဖြစ်စေချင်တာလဲပေါ့ပြန်မေးဖို့ကြတယ်ဘဝမှာမအောင်မြင်ထားတဲ့မိသားစုအတိုင်းဝိုင်းနှိမ့်ပါတဲ့မိသားစုဟာမျိုးရိုးစင်ဆက်နှိမ့်ပါပါစေတော့ဆိုရဲဆိုလိုခြင်းလားဒီကဖြစ်ရမယ့်ဥစ္စာကမျိုးရိုးစင်ဆက်နှိမ့်ကြနေတဲ့လူတွေကိုမြင့်မအောင်ဆွဲတင်လာရမယ်လွတ်လွတ်လပ်လပ်သွားလို့ရရမယ်ပြောချင်တာကစပိန်နဲ့သွားတဲ့လူတယောက်ကစပိန်လမ်းမှာလမ်းကျော်ရင်ကျော်ရဲ့အောက်ဆုံးလမ်းကနေပြီးလွတ်လွတ်လပ်လပ်သွားလို့ရအောင်ဖန်တီးပေးသလိုမျိုးပဲနှိမ့်ကြနေတဲ့လူတွေအောက်ရှိလူတန်းသားတွေသွားဖို့အတွက်အခြေအနေတစ်ခုကိုလွတ်လွတ်လပ်လပ်ဖွင့်ပေးလိုက်ရမှာဟာအထက်လွှာဆိုတဲ့လူမျိုးတွေပညာတတ်ဆိုတဲ့လူမျိုးတွေစသဖြင့်ပေါ့ကားစီးနေတဲ့ရင်ကျော်ကကားပေါ်ကလူတွေငိမ့်ငိမ့်ညောင်းညောင်းနဲ့ကားပေါ်မှာအဲကွန်းနဲ့ငြိမ်ပြီးလိုက်နေတဲ့အချိန်မှာရင်ကျော်ပိတ်နေပေမဲ့စိတ်ရှည်လက်ရှည်နဲ့ညာဘက်အဆုံးသုံးမှာရှိတဲ့အောက်ကျောကသွားနေတဲ့စပိန်သမားကိုခွင့်လွှတ်ပေးလိုက်ရတယ်လို့မျိုးပဲဘဝမှာလွှတ်ပေးလိုက်ပါလားဒါပေမဲ့မလွှတ်ပေးဘူးအများတန်းလိုက်ပြီးတော့ထိန်းနေတာမျိုးရှိတယ်ဒါကလူတွေရဲ့ပြဿနာပဲဒါကလမ်းပေါ်မှာတွေ့နေတဲ့ပြဿနာမျိုးစပိန်လိုမျိုးပဲပတ်ဝန်းကျင်တွေမှာလဲကျွန်တော်အကျဉ်းအခါပေါင်းများစွာတွေ့ကြုံမှုခဲ့တယ်လို့နောင်လဲပတ်ဝန်းကျင်တွေမှာတွေ့ကြုံနေရမှာပဲဆိုတော့ယုံနေဆက်လက်ဖြစ်နေဦးပါပဲစိတ်ချမ်းသာကိုယ်ချမ်းသာရှိပါသေးကိုရင်ကျော်မှာကိုလွတ်လွတ်လပ်လပ်သွားခွင့်ရကြပါစေအန္တရာယ်လည်းကင်းကြပါစေ